ဒီဗီဒီယိုမှာတော့ဒီလိုမျိုးကာတွန်းပုံလှလှလေးတွေကို free ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပြီးသွားမှာပဲဖြစ်ပါတယ်။ image to image generator တွေကတော့အများကြီးရှိတာကို folder တို့အနေနဲ့သိကြမယ်ထင်ပါတယ်။ free သုံးလို့ရမယ့် application တွေ website တွေကတော့တော်တော်ကိုရှားပါတယ်။အားလုံးဒီဘက်ကတော့ကြော်ညာအခြေကြီးမကြည့်ရင် generate လုပ်လို့မရတာမျိုးဒါမှမဟုတ်တစ်နေ့ကို2ပုံ3ပုံကန့်သက်ချက်ပို့ပြီးပုံထုတ်မရတာမျိုးဒါမှမဟုတ် premium ဝယ်မထားရင်သုံးမရတာမျိုးတွေပဲတွေ့ရပါလိမ့်မယ်။အခုကျွန်တော်ပြောပြပြီးတော့မှာကတော့ကြော်ညာအခြေကြီးလည်းမကြည့်ရတစ်နေ့ကိုဘယ်နှမထုတ်မလဲကြိုက်တဲ့လောက်ရနောက်တစ်ချက်က premium version တွေကိုပါသုံးလို့ရမယ်လှုပ်ဝက်ချက်ကိုပါပြောပြပြီးတော့မှာပဲဖြစ်ပါတယ်။ကဲစားလိုက်ကြရအောင်။ background eraser remover ဆိုတဲ့ application ကို Play Store ကနေ install လုပ်ပါမယ်။ background eraser remover ကိုဖွင့်လိုက်ပါမယ်။ AI filter ကိုနှိပ်လိုက်လို့ရင် filter တွေအများကြီးကိုတွေ့ရပါလိမ့်မယ်။ crown ပုံစံပြထားတဲ့ဟာတွေကတော့ premium ဝယ်သုံးမှရမှာပဲဖြစ်ပါတယ်။ free သုံးလို့ရမယ့် filter တွေလည်းတော်တော်များပါတယ်။အပေါ်မှာဆိုလို့ရှင် anime cartoon digital hairstyle တွေပါကျွန်တော်တို့အနေနဲ့ပြောင်းလို့ရပါသေးတယ်။ပြောင်းမဲ့ filter တစ်ခုကိုရွေးလိုက်ပါမယ်။ကျွန်တော်ကတော့ 2D anime ဆိုတာရွေးပါမယ်။ပုံထည့်ပါမယ်။4ချုံ5ကိုရွေးပုံကိုဖြစ်အောင်ထား generate ကိုနှိပ်နောက်တစ်ချက်နှိပ်နောက်တစ်ချက်နှိပ်3ကနှိပ်လို့ရှိရင် generate လုံးမှာပဲဖြစ်ပါတယ်။အချိန်အကြာကြီးစောင့်နေရမလို့ပါဘူး။ထပ်လာတဲ့ပုံလေးတွေကတော်တော်လှပါတယ်။ border တို့အနေနဲ့ VPN ခံသုံးမယ်ဆိုရင်တော့ကြော်ညာကြည့်ရပါလိမ့်မယ်။ VPN မလိုပဲကျွန်တော်လို retry ကို3ကနှိပ်ပြီး generate လုပ်မယ်ဆိုရင်တော့ကြော်ညာအရှိကြီးကြည့်စရာမလိုတော့ပါဘူး။ထွက်လာတဲ့ပုံလေးတွေကတော့တော်တော်လှပါတယ်။ replay ကိုနှိပ်နောက်ထပ်တစ်ပုံလောက်ထပ်ပြောင်းကြည့်ပါမယ်။4ချုံကခဏအတိုင်း retry ကို3ကနှိပ်ပါမယ်။2ခါ3က generate လုပ်နေပါပြီ။ပုံလေးတွေကတော့လုံးဝမိုက်ပါတယ်။အောက်တောင်းကဟာလေးကိုနှိပ်ပြီးတော့ရှင်းကြည့်လို့ရပါတယ်။ထွက်လာတဲ့ပုံကိုမကြိုက်လို့ရှိရင်အောက်မှာ prompt ဆိုတာလေးကိုနှိပ်ပြီးတော့ generate ထပ်လုပ်လို့ရပါတယ်။ဟုတ်ကဲ့ save ပါမယ်။နောက်ထပ်တခြား generate လုပ်ထားတဲ့ပုံလေးတွေကိုရှိုးကြည့်ရအောင်ပါထွက်လာတဲ့ကာတွန်းပုံလေးတွေကတော်တော်ချစ်စရာကောင်းပါတယ်အခုဆိုရင်ဘော်လာတို့အနေနဲ့ကာတွန်းပုံလှလှလေးတွေကိုဘယ်လိုပြောင်းမလဲသိရှိသွားပြီလို့ထင်ပါတယ်premium feature တွေကိုမှသုံးကျင်ကြတဲ့ဘော်လာတွေအတွက်ကတော့ကျွန်တော်ရဲ့ Telegram channel ကိုသွားပြီး background eraser remover premium mode APK ကို down ပြီး install လုပ်ပြီးသုံးလိုက်ကြပါနောက်တဲ့ဗီဒီယိုမှာတော့ပုံလေးတွေကို background ဘယ်လိုဖြောင်းမလဲနောက်ကအရေးကိုဒီလိုမျိုးဘယ်လိုပြောင်းမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်တဲ့အပြင်အခုလိုမျိုး photo edit video edit ဒီနည်းလမ်းလေးတွေကိုအမြဲတမ်းတင်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်သွားပါဦး Facebook ကဆိုရင်လည်း like and follow လုပ်ပေးသွားပါအားလုံး okay ကြပါစေအဆုံးထိကြည့်ပြီးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်